အင်္ဂါသားသမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းမင်္ဂလာပါတေရော့ကခုနှစ်ကချပြီးတော့ကံကြမ္မာကိုဖတ်ကြားပေးတာပါအဲ့တော့ကျွန်တော်တို့အင်္ဂါသားသမီးတွေအတွက်ဆိုရင်ဘာတွေပါမလဲဆိုအင်္ဂါသားသမီးတွေရဲ့စီးပွားရေးနဲ့အလုပ်အကိုင်အတွက်တေရော့ကတကတ်ပေါ့နော်နောက်ဆွေမျိုးသားချင်းဆက်ဆံရေးအတွက်ဆိုပြီးတေရော့ကတကတ်နောက်လူမှုရေးကံတာတွေကောင်းမကောင်းဟာတကတ်ငွေကြေးနဲ့ပတ်သက်ပြီးတော့အဆင်ပြေနိုင်မပြေနိုင်ငွေကြေးလက်လာဘအတွက်တကတ်ကျန်းမာရေးအတွက်တကတ်ပညာရေးအတွက်တကတ်အခြေရေးအတွက်အိမ်အောင်ရေးအတွက်တကယ်ဆိုပြီးခုနှစ်ကတ်ချပြီးတော့ဒါကံကြမ္မာဖတ်ကြားပေးခြင်းဖြစ်ပါတယ်ဟောဒရာအစီအစဉ်လေးမစတင်ခင်မှာကျွန်တော်တို့ယူရောမင်္ဂလာချန်ကတကြံတွင်ပိတ်ပါတယ်နှစ်ဆန်းတရက်နေ့မှာတော့ကျွန်တော်တို့ဘေးမဲ့လှုပ်ပွဲရှိတယ်နောက်တစ်ခုကကျွန်တော်တို့စရုရိတာစက်သားနဲ့ထမင်းချက်ကျွေးမယ်နောက်ဆန်ဝေမယ်ပေါ့နော်ဆန်ဝေမယ်အဲ့တော့ရွာနီးချောင်းတက်ကတိကျွန်တော်ဆန်ဝေပေးဖို့လည်းရှိပါတယ်အဲ့ဒီလာတဲ့မိတ်ဆွေတွေအားလုံးကိုဖိတ်မှန်ကပြုတ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာကျွန်တော်ဟောစတန်လေးစပါမယ်နော်အင်္ဂါသားသမီးတွေအတွက်ပထမဦးဆုံးအလောက်ကိုင်းနေစီးပွားရေးတွေနဲ့ပတ်သက်တဲ့နမိတ်မှာကြတော့သူကခွက်ဖလား10လုံးဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်ဒီတက်တက်မှာခွက်ဖလားတွေ10လုံးကအစီရောက်ရှိလာတဲ့မိသားစုတွေပျော်ရွှင်ကခုန်နေတဲ့သင်္ကေတနမိတ်လေးဖြစ်ပါတယ်အဲ့တော့နမိတ်တိုင်းဆိုတော့နမိတ်ကတော်တော်လေးကောင်းပါတယ်နည်းနည်းမဟုတ်ပါဘူးအများကြီးကောင်းတယ်အရန်ကောင်းတယ်အင်္ဂါသားသမီးတွေဟာစီးပွားရေးနဲ့ပတ်သက်ရင်ကံတာအရန်ကောင်းတယ်အလုပ်အကိုင်တွေနဲ့ပတ်သက်ရင်ဒီကာလတွေမှာအရန်ကောင်းဖို့ရှိပါတယ်အဲ့တော့စီးပွားရေးအလုပ်အကိုင်အလွန်အဆင်ပြေမယ်နောက်လုပ်ငန်းခွင်မှာသူကမိသားစုကဲ့သို့နှွေးထွေးတဲ့ဆက်ဆံရေးရရှိမယ်စိတ်ချမ်းသာသူကမိသားစုတွေပျော်ရွှင်ကခုန်နေတဲ့နမိတ်ဖြစ်လို့ပါနောက်လုပ်ဖို့ကိုင်ပဲများနဲ့အဖွဲ့အစည်းတွေပေါင်းပြီးတော့အောင်မြင်မှုတွေကိုရောင်ရဲတင့်တယ်မှုတွေကိုအပြည့်အဝခံစားရရှိမဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။အဲတော့လုပ်ဖို့ကိုင်ဘက်တွေနဲ့စုပေါင်းပြီးတော့တိုင်ပင်ပြီးတော့အောင်ပွဲခံရမဲ့အချိန်ကာလမျိုးဖြစ်တယ်။ကိုယ်အနေနဲ့လုပ်ရင်ကောင်းမလားမကောင်းလားဆိုရင်လုပ်တင်တယ်။လုပ်ရင်ဖြစ်နိုင်တယ်ကောင်းလဲကောင်းပါလေလုပ်လဲလုပ်တင်ပါလေတိုးလဲတိုးတက်ပါလိမ့်မယ်။နောက်အလုပ်မှာယာတုတိုးတာတွေလာသာတိုးတာတွေနေရာကောင်းတဲ့သတင်းကောင်းတွေလည်းကြားတတ်ပါလေနော်တော်တော်လေးကောင်းပါတယ်။နံပါတ်2ကကြတော့ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်တဲ့နမိတ်မှာကြတော့လေတဲ့သူကကျယ်ပွင့်10ပွင့်ဆိုတဲ့နမိတ်ကြတယ်ကျယ်ပွင့်10ပွင့်ဆိုတာလေအောင်မြင်မှုများပြရတဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့ဆွေမျိုးသားချင်းတွေနဲ့ကံကြမ္မာသည်အလွန်ကောင်းပါတယ်မိသားစုတွေရဲ့ခိုင်မာတဲ့အထောက်ပံ့တွေကိုရရှိမဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အမွေအနှစ်တွေအမွေရတတ်တယ်ပေါ့နော်အိမ်ချမ်းမြေကိစ္စတွေအောင်မြင်မှုရတတ်တယ်ဆွေမျိုးသားချင်းတွေနဲ့အိမ်ကိစ္စအမွေကိစ္စအဲ့ဒါတွေခွဲကြံစိတ်ဖြာတဲ့ကိစ္စတွေမှာလည်းအစဉ်ပြေနဲ့အောင်မြင်နိုင်တဲ့ကံတာမျိုးရှိတယ်ဆွေမျိုးသားချင်းများအားလုံးစီလုံးညီညွတ်ပြီးတော့တဲ့တည်ငြိမ်အေးချမ်းနေမဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့အင်္ဂါသားသမီးတွေကဒီကာလတွေမှာဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ရင်ပူပန်သောကကင်းမယ်ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ရင်ပူပန်သောကရောက်နေတော့မှအစဉ်ပြေသွားမဲ့ကံတာမျိုးရှိတယ်နောက်လူမှုရေးပေါ့နော်လူမှုရေးနဲ့ပတ်သက်ရင်တော့သူကဒုက္ခကြောင့်ဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်အဲ့တော့လူမှုပေါင်းရေးပေါင်းသင်းဆက်ဆံရေးတွေမှာအနည်းငယ်သတိထားပြီးတော့ပေါင်းသင်းဆက်ဆံမယ်အတိုက်အခံလေးတွေယုံကြည်ရခက်တာလေးတွေရှိနေတတ်တာပေါ့နော်အတိုက်အခံလေးတွေရှိနေတတ်တယ်ယုံကြည်ရခက်ခဲတဲ့လူလေးတွေရှိနေတတ်တယ်ကိုကာကွယ်ပြီးတော့သတိထားဆက်ဆံတဲ့လူမှုရေးကံတာမျိုးဖြစ်ပါတယ်နောက်တစ်ခုကငွေကြေးနဲ့ပတ်သက်တဲ့ကံတာပေါ့နော်ငွေကြေးနဲ့ပတ်သက်တဲ့ကံတာမှာကြတော့ဒုတ်လေးချောင်းနမိတ်ကြတာပေါ့ဒုတ်လေးချောင်းနမိတ်ကတော့အင်မတန်ကောင်းသောနမိတ်ဖြစ်ပါတယ်သူကခိုင်မာတဲ့နမိတ်ငွေကြေးကံတာဆိုရင်အလွန်ခိုင်မာတဲ့တည်ငြိမ်တယ်မိမိကြိုးစားအထောက်မှုအတွက်အောင်ပွဲခံရမယ့်အချိန်ဖြစ်ပါတယ်အိမ်ချမ်းမြေဝယ်ယူခြင်းနေရာထိုင်ခင်းတိုးချဲ့ခြင်းတို့သည်ငွေကြေးများအစဉ်ပြေစွာနဲ့ဝင်ရောက်လာပါလိမ့်မယ်ငွေကြေးနဲ့ပတ်သက်တဲ့ကံတာတွေဆိုရင်တော့တော်တော်လေးကောင်းတယ်အောင်ပွဲခံရမယ့်အချိန်ကာလဖြစ်တယ်အလွန်ခိုင်မာတယ်နော်ကိုကြိုးစားအထောက်ထားတဲ့ငွေကြေးကံတာလေးတွေတော်တော်လေးအခြေအနေကောင်းပါတယ်နောက်တစ်ခုကကျွန်တော်ကျမ်းမာရေးပေါ့နော်ကျမ်းမာရေးနဲ့ပတ်သက်တဲ့နမိတ်မှကြတော့သမွန်းတဲ့နမိတ်ကြတာပေါ့သမွန်းဆိုတာလနတ်သမီးကိုခွေးတွေဝင်းပလွေတွေကင်းမိကောက်တွေရနေပြီးတော့ရန်ရှာတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်လနတ်သမီးကစိတ်ညစ်တဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ရင်ဘာဖြစ်တတ်တယ်လဲတဲ့ဘလို့ကျမ်းမာရေးတွေသတိထားတင်တယ်လဲဆိုရင်တဲ့သူကရုပ်ပိုင်းဆိုင်ရာထက်စိတ်ပိုင်းဆိုင်ရာတွေကိုပို့ပြီးတော့ခယူးဆိုင်တင်ပါတယ်ခန္ဓာကိုယ်ကြီးကတော့ကျမ်းမာရေးကောင်းတာပေါ့နော်စိတ်ပိုင်းဆိုင်ရာဆိုတာစိတ်ဓာတ်ကြတာတို့စိတ်ညစ်တာတို့ဒီမှာစိတ်ဓာတ်ကြခြင်းတဲ့
နံပါတ်2စိုးရိမ်ပူပန်မှုလွန်ကဲခြင်းအိတ်မပျော်ခြင်းတို့ဖြစ်တတ်ပါတယ်အထူးသဖြင့်ကတော့တဲ့အမျိုးသမီးယောဂတဲ့သွေးသားနဲ့ပတ်သက်တဲ့ယောဂနောက်ဟိုမုန်းနဲ့ပတ်သက်တဲ့ဟိုမုန်းပြောင်းလဲဖြစ်တာတွေအစာအိမ်ဝေဒနာတွေကိုနည်းနည်းသတိထားတဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ဒါကျမ်းမာရေးပေါ့နော်ကျမ်းမာရေးနဲ့ပတ်သက်ရင်ပညာရေးနဲ့ပတ်သက်တဲ့နမိတ်မှာကြတော့သူကအေဂရီဆိုတဲ့နမိတ်ကြတာပေါ့နော်ဘယင်မနမိတ်ပေါ့အဲ့တော့ဘယင်မနမိတ်ကြတဲ့အခါကျတော့ပညာရေးနဲ့ပတ်သက်ရင်အလွန်တိုးတက်ပြီးတော့အောင်မြင်ခြင်းရှိတယ်ဆရာသမားမိဘအထူးသဖြင့်အမျိုးသမီးအကြီးအကဲတွေရဲ့အကောင်းဆုံးအကြံဉာဏ်နဲ့အထောက်ပံ့တွေကိုရရှိတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ဖန်တီးမှုစွမ်းရည်များအထူးကောင်းမွန်နေမယ်ပညာရေးကဏ္ဍသင်တန်းကိစ္စအဆောင်ဝတ်ဖြစ်ခြင်းကိစ္စတွေမှာကိုကဇွဲလုံးလာဝိရိယနဲ့ကြိုးစားတယ်ကိုကြိုးစားသလောက်အောင်မြင်တယ်ဒါတော်တော်လေးကောင်းနေပါကဲအခြေရဲ့အိမ်တော်ရေးပေါ့အင်္ဂါသားသမီးတွေရဲ့အခြေရဲ့ကံနဲ့အိမ်တော်ရေးနဲ့ပတ်သက်တဲ့ကံမှာကျတော့ဧကရစ်ဘယင်ရဲ့တင်ကိတနမိတ်ကြပါတယ်ကြောက်သားကရင်ကြီးတဲ့မှာတဲ့ဘယင်ကြီးတစ်ပါးထိုင်းနေတဲ့နမိတ်ပါအဲ့တော့အခြေရေးပေါ့အခြေရေးဆိုတာအင်္ဂါသားသမီးလူလွတ်တွေပေါ့အခြေရေးကံရင်းကျက်တည်ကြည်ငြိမ်ပြီးတော့ဥဆောင်နိုင်သွမ်းရှိတဲ့မိမိကိုလုံခြုံမှုပေးနိုင်တဲ့ဖူးစာခြင်းမျိုးနဲ့တွေ့ဆုံရတတ်ပါတယ်နော်အသက်နဲ့ကြီးမဲ့ရင်းကျက်တဲ့တည်ငြိမ်တယ်ဥဆောင်နိုင်သွမ်းရှိတဲ့ကိုယ်လုံခြုံမှုပေးနိုင်တဲ့ဖူးစာခြင်းနဲ့အင်္ဂါသားသမီးတွေဟာဖူးစာစုံတတ်တယ်အဲ့လိုလူမျိုးနဲ့တွေ့ပြီဆိုရင်တော့ဒါကိုယ့်အတွက်ကံကြမ္မာရကောင်းတဲ့ဖူးစာပဲလို့တွေးပြီးတော့ရဲရဲကြီးသာလက်တွဲတင်တာပေါ့နော်နောက်အိမ်အောင်တွေပေါ့အိမ်အောင်ရေးခိုင်မြဲတယ်အိမ်အောင်ကွဲကိန်းမရှိဘူးပေါ့နော်တစ်ဖက်လူကမိမိပေါ်မှာတာဝန်ကျေတယ်အကာအကွယ်ပေးနိုင်ဒါပေမဲ့တဲ့စိတ်ညစ်ရတယ်ဘာကြောင့်စိတ်ညစ်ရတာလဲဆိုတော့စီကံကြည့်တယ်အနှဲငယ်အာနာပြတတ်တယ်ချုပ်ချယ်တာမျိုးတွေရှိတတ်တယ်အဲကြောင့်မလို့ကိုယ်အမျိုးသားတို့ကိုယ့်ရဲ့ဇနီးမယားပေါ်မှာကနားလည်မှုထားဖို့လိုအပ်ပါတယ်အဲ့တော့အဲ့လိုမျိုးတွေကြောင့်ကိုယ်မှာအိမ်အောင်ရေးတွေမှာနည်းနည်းလေးတော့စိတ်ညစ်ရတယ်ဒါပေမဲ့အိမ်အောင်ရေးပြဿနာတော့ကင်းပါတယ်ဒါကတော့ကျွန်တော်အင်္ဂါသားသမီးတွေတွေ့တဲ့နော်စီဝါရေးအိမ်တော်ရေးအလုပ်ကိုင်ကြမ်းမာရေးအကုန်လုံးကိုတဲတော့နမိတ်ဖတ်ကြားပေးကြတာဖြစ်ပါတယ်အင်္ဂါသားသမီးတွေအတွက်အကျိုးပေးတယ်ကံကောင်းစေတဲ့အယောင်နဲ့အဝါရောင်နဲ့အနက်ရောင်နဲ့ကောင်းပါတယ်9 ပေါ့9 အကျိုးပေးတယ်ပေါ့နော်နောက်ဘရောင်းညွန့်12ညွန့်မြတ်စွာဘုရားကိုကတ်လူပူဇော်ပြီးတော့ဆုတောင်းမှာအញ្ញံခိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာစန္ဒရရှိစေမှာဖြစ်ပါတယ်ဒါအင်္ဂါသားသမီးများတပတ်တာကာလအတွက်တဲတော်နမိတ်ဖတ်ကြားပေးခဲ့တာဖြစ်ပါတယ်